အားလုံးမင်္ဂလာများကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးသွားမယ့် game လေးကတော့ကျွန်တော်ငယ်တော့ PS2 game တွေမှာတနာရီကို200ပေးပြီးတော့တဲကြီးမဲကြီးဆော့ခဲ့ရတဲ့ Resident Evil 4 game ကိုကျွန်တော်တို့ရဲ့ Android phone တွေပေါ်မှာ file ထည့်ပြီးတော့ offline ကစားတဲ့နည်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဒီ game ကိုဖုန်းပေါ်မှာဆော့လို့ရတဲ့နည်းကတော့3နည်းရှိပါတယ်ပထမတစ်နည်းကတော့ PS2 မှာထွက်ထားတဲ့ Resident Evil 4 game ကို Ether SA2 emitter ခံပြီးတော့ဆော့တာပါဒုတိယတစ်နည်းကတော့ Wii မှာထွက်ထားတဲ့ game ကို Dolphin emitter ခံပြီးတော့ဆော့ရမှာပါတတိယတစ်နည်းကတော့ GameCube မှာထွက်ထားတဲ့ game ကို Dolphin emitter ခံပြီးတော့ဆော့တဲ့နည်းပါအဲဒီ3ခုတွေကမှဖုန်းအနှိမ်လေးရဲ့အစားဆော့လို့အဆင်ပြေမယ် file ထည့်ရတာလည်းအရင်မခက်တဲ့ GameCube မှာထွက်ထားတဲ့ Resident Evil 4 game ကို Dolphin emitter ခံပြီးဆော့တဲ့နည်းကိုလုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီ game ကိုဆော့ဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့ဖုန်းကအနည်းဆုံး RAM 4စနစ်တော်က660လောက်ရှိရင်ရပါပြီပထမဆုံးအဓိကလိုအပ်တဲ့ Resident Evil 4 game file နဲ့ Dolphin emitter ကိုကျွန်တော်ရဲ့ Telegram channel မှာတင်ထားပေးပါတယ်အဲ့ဒါလေးကိုအရင်သွား download လိုက်မယ်ပေါ့နော် download ပြီးသွားပြီဆိုရင်တော့ file ထည့်တာနဲ့ setting ချိန်တာကိုကျွန်တော်နဲ့အတူတစ်ဆင့်ချင်းလိုက်လုပ်ကြည့်အောင်ပါ Okay game file နေ download ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီစာကြည့်ပါလေးကိုသွားမယ်ပေါ့နော်စာကြည့်ပါလေးကိုဝင်လိုက်မယ်စာကြည့်ပါလေးကိုရောက်ပြီဆိုရင်တော့ကျွန်တော်ကခုနကတော့ down ထားတာဒီ GameCube ဆိုတဲ့ folder လေးနဲ့ထည့်ထားတယ်ပေါ့နော်ဒီ GameCube ဆိုတဲ့ folder လေးနဲ့ပေါင်းပြီးထည့်ထားတယ်ဒီမှာ Dolphin emulator ကိုကျွန်တော်အရင် install တင်လိုက်မယ်ပေါ့နော် install လုပ်လိုက်မယ် Okay ဒါဆိုရင် install လုပ်လို့ပြီးသွားပြီပြီးတော့ဒီ Resident Evil 4 -1 နဲ့ဒီ -2 ကိုကျွန်တော်တို့ဆက်လက်ပေးလိုက်မယ်ပေါ့နော်ဒီ take လေးတွေကိုနှိပ်ပြီးတော့ပြီးသွားရင်ကျွန်တော်တစ်ချက်ထောက်လိုက်မယ် extract here နဲ့ကျွန်တော်ဆက်ဖြည့်လိုက်မယ်ပေါ့နော်ဒါ -1 နဲ့ -2 ကကျွန်တော်တို့အခွေ1နဲ့အခွေ2လို့မှတ်ထားလိုက်ပေါ့နော်အဲနှစ်ခုစလုံးရှိမှကျွန်တော် game ကိုအစားဆုံးဆော့လို့ရမယ်ပေါ့နော်တစ်ခုတည်းဆိုရင်တစ်ဝက်ပဲဆော့လို့ရမှာပေါ့နော် Okay ဆက်ဖြည့်တာကတော့နည်းနည်းကြာတဲ့အတွက်ကျွန်တော်ကြော်လိုက်ပါမယ်Okay အခုလိုဇက်ဖြေလို့ပြီးသွားပြီဆိုရင်တော့ဒီလို ISO ဆိုတဲ့ file လေးတွေရလာပြီပေါ့နော်ဒါဆိုရင်ခုနက zip file နှစ်ခုကိုကျွန်တော်တို့ဖြည့်ပြီးတော့ကျွန်တော် delete နဲ့ဖြည့်လိုက်လို့ရပြီပေါ့နော်Okay ဖြည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ထွက်ပြီးတော့ကျွန်တော်တို့ Dolphin emitter တွေကိုကျွန်တော်တို့ဝင်မယ်ပေါ့နော် Dolphin emitter တွေကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ permission လေးပေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်အပေါင်းပုံစံလေးကိုနှိပ်မယ်ပေါ့နော်ဒီအပေါင်းပုံစံလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ခုနက GameCube ဆိုတဲ့ folder လေးကိုပြန်ရှာမယ်ပေါ့နော်ဒီမှာပေါ့နော် GameCube ဆို folder လေးကိုရှာပြီးတော့ကျွန်တော်ဒီမှာ okay ကိုနှိပ်လိုက်မယ်ပေါ့နော်တကယ်လို့ brother တို့ကဒီ GameCube ကိုပဲတခြားထဲမှာထည့်ထားတယ်ဆိုလေတခြား folder ထဲမှာရှာရမှာပေါ့နော်ကျွန်တော်ကတော့ GameCube တွေထည့်ထားလို့ပေါ့နော် okay ဒီမှာ game file တစ်ခုရောက်လာပြီပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီ setting ချိန်ဖို့အတွက်ဒီအဆင့်30ထဲကိုဝင်မယ်ပေါ့နော်အဆင့်30ထဲကိုဝင်ပြီးတော့ကျွန်တော် setting ထဲကိုသွားမယ် general ထဲကိုသွားမယ်ပေါ့နော်ကျွန်တော်ထားတဲ့အတိုင်းလေးပဲထားမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဘာတွေလောက်ရမလဲဆိုတော့ဒီ chain disk automatic ဆိုတဲ့ဟာလေးပေါ့နော် automatic အကောင့်လေးကိုဖွင့်ထားမယ်ပေါ့နော်အဲ့ဒါမှာကျွန်တော်တို့ disk 1နဲ့ disk 2 auto ပြောင်းမှာပေါ့နော်ဒီ enable cheat လေးကိုလည်းဖွင့်ထားပါတော့နောက်ကြရင်cheat file တွေပါထည့်တဲ့အချိန်ကျရင်လိုလာမှာပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ထွက်လိုက်မယ် general ပြီးသွားပြီ graphic setting တွေကိုသွားမယ် graphic setting မှာopen GL ပေါ့နော်အပေါ်ပြီးတော့ show FPS ကိုဖွင့်ထားလိုက်ပေါ့နော် FPS တွေဘယ်လောက်ရှိလဲကြည့်လို့ရအောင်ဒီ shader ကကြတော့ဒီတိုင်းပဲထားမယ် original အတိုင်းပဲaspect ratio ပေါ့နော် aspect ratio မှာတော့ကျွန်တော်တို့16ကိုထားမှာပေါ့နော်ဒီ display scale ဆိုတာတော့သူကမှန်ပြင်အကျယ်ပေါ့နော်အကျယ်ကတော့155ဆိုရင်အနေရောပဲပေါ့နော် brother တို့ကလိုတူပို့ရှော့လို့ပေါ့နော်155ထားလိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့background နဲ့တစ်ချက်ဆော့လိုက်မယ်ဒီ enhance အဲ့ကိုသွားမယ်ပေါ့နော် internal resolution မှာကျွန်တော် 1H ကျွန်တော် 1.5 ပေါ့နော်ကျွန်တော် 3HD ဆော့လို့ရတယ် brother တို့ကအရင်ဆုံး1နဲ့10 1နဲ့အဆင်ပြေဆိုဒီ 1.5 လေးနဲ့အရင်ဆန်ပေါ့နော်ရုပ်ထွက်ကမြင့်လေကြည့်ရအဆင်ပြေလေပေါ့နော်ပြီးတော့ဒီကောင်ဒီမှာလဲကျွန်တော် off အရင်ထားပါတော့ပြီးမှအဆင်ပြေမှ 2HD 3HD လောက်ကြည့်ပေါ့နော် okay ဒီတိုင်းကျွန်တော်ထားတဲ့အတိုင်းလေးပဲအရင်ဆော့ကြည့်မှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ထွေးထုတ်ပြီးအောက်ကတော့ပြင်ရမှမရှိဘူးဒီကောင်လေးကိုဖွင့်ထားတာကောင်းတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ enhance လည်းပြီးပြီပေါ့နော် channel လေးကတော့ဘာမှထွေးထုတ်ပြီးပြင်ရမှမရှိဘူးဒီ general ရဲ့ graphic ရဲ့ enhance ရဲ့ပေါ့နော် hack ကလည်းအလောက်မလို့ပေါ့နော်အဲသုံးခုပြင်ပြီးဆိုရင်တော့ကျွန်တော်တို့ backcloud လေးနဲ့ထွက်လိုက်မယ်ထွက်ပြီးတော့ကျွန်တော်တို့ဒီထဲကိုဝင်လိုက်မယ်ပေါ့နော် okay ကျွန်တော်လုံနည်းကတော့ဒီလောက်ပါပဲအားလုံးပဲနားလည်ကြမယ်လို့ပြောလင်ပါတယ်နားမလည်တာပဲဖြစ်မရှင်းတာပဲဖြစ်ရှိခဲ့ရင်ကျွန်တော်ရဲ့ Telegram channel မှာလာရောက်မေးမြန်းလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပါ okay ဒါဆိုရင်တော့ကျွန်တော်တို့ screen အပြည့်မြင်ရပြီပေါ့နော်